ဒီစီတိုင်းမှာတောက်လျှောက်သွားမယ်ကျွန်တော်တို့ဘူချုံလမ်းကြမှာပွေပါဒါပြည်တော်သူရိတ်တာလမ်းနော်ပြည်တော်သူရိတ်တာပွိုင်ကလမ်းတို့လေးဘယ်ဘက်ချိုးဝိုင်းမြို့မကြောင်လမ်းညာဘက်ချိုးဝိုင်းဘဟိုလမ်းမှာဆုံးတာနော်ဒါပြည်တော်သူရိတ်တာပွိုင်ဒီနာဒါဟဲဘယ်မှတ်တိုင်ပါနော်ဒီနောက်ထပ်မှာဘဟိုမျိုးသူစေရုံလို့ကလေးစေရုံလို့ရှိတယ်နေတန်ယုံနေလည်းရှိတယ်နေဒီနာအားလုံးမင်္ဂလာပါသူတဲ့ကောင်းတဲ့နေ့လေးကြိုဆိုပါရစေဒါကတော့လှိုင်းရညီမလေးဒီစစ်မောင်းနေတာဖြစ်ပါတယ်ကျွန်တော်ဒါလှိုင်းရနေထွက်လာပြီးတော့ပါရမီလမ်းနေပြည်လမ်းတိုင်းတာမျိုးတွေကိုတက်လာတာဖြစ်ပါတယ်ဒါမျိုးတွေတော့ရှောက်သွားပါတော့ဒီစီတိုင်းမှာလိုက်မှာတလေးပဲလိုက်စီတိုင်းမှာကိုတော့ဒါရှိမှဆိုရင်တော့ဒီတော်ဝန်စင်တာတို့နော်စိန်ကြီးအားလို့ရှိတယ်အဲဒီတန်လန်းကုန်းတော်ကြော်ပါပြီးပါရင်အဲ့တော့စိန်ကျော်စီတီမောရှိတယ်နော်ဒါမှတော့ရှောက်တော့ဒါကကြတော့မင်းရဲ့ကြောစွာလမ်းနော်မင်းရဲ့ကြောစွာလမ်းကသူလည်းအတူတူပဲဦးနာလမ်းနဲ့ဘယ်ဘက်ချိုးသွားရင်မြို့မကြောင်လမ်းညာဘက်ချိုးသွားရင်ဘဟိုလမ်းမှာစုံတာနော်ရှေ့တပွင့်ကြမှာကျွန်တော်ဘိုးချုပ်လမ်းမှာပဲကွဲပြီးတော့ကျွန်တော်တို့ဒါဆုလေးဖျားလမ်းပဲသွားမှာဖြစ်ပါတယ်နော်ကျွန်တော်တင်တယ်လေးရမယ်ဆိုတော့သူသိပေးစီ Messenger လုံးကို Viber နံပါတ်တွေနဲ့ဖုန်းနံပါတ်နဲ့လိပ်စာလေးပို့ပေးထားလို့ရပါတယ်ကျွန်တော်အိမ်ရောက်ဝယ်ဆောင်လို့ရှိပါမယ် TikTok channel YouTube channel တွေမှာလည်း video file လေးတင်ပေးထားပါတယ်ဝင်ရောက်လေ့လာပြီးတော့စိတ်ဝင်စားလဲဆိုရင်ကျွန်တော်တို့ message လေးပို့ပေးထားပါသိချင်တဲ့မေးခွန်းလေးရှိနေမေးပေးထားပါဗျကျွန်တော် video reply လေးနဲ့ပြန်လည်ဖြေကြားပေးနေပါတယ်ကြည့်ရှုအားပေးတဲ့တူချန်နေတဲ့ကျေးဇူးတင်ပါတယ်ဗျသူသက်ကောင်းတဲ့နိုင်ဖြစ်ပါတယ်အဒါနေတက်သွားပြီးတော့ဟိုရှိပွိုင်နာကတ်ရင်ပဲအဆုံးရွှေ့ပါနော်ပဲဆုံးရွှေ့ပဲဆုံးတော့ဒါပြည်လမ်းဒီ point မှာဆုံးသွားပြီเนาะဟိုဘက်ကတဲ့သွားရင်ဟိုဘက်ကကျွန်တော်ဖုန်းကြီးလမ်းဖြစ်သွားပြီတလားဘက်ကိုတရားထိုးထားတယ်လားเนาะ